Hello လိုင်းဝေကလေးကနေကြိုဆိုပါရရှင်ဒီရက်နေ့ကရိုက်ထားတာလေးဖြစ်ပါတယ်နေ့တစ်အဆောက်ပေါ့နော်တယောက်လက်ဆောက်ပေးရင်းနဲ့မုံလေးတွေစားတာလေးကိုရိုက်ထားဖြစ်ပါတယ်ကလေးကတော့ပထမဆုံးအနေနဲ့ဂျိုဂျိုဟော့ပေါ်လေးမစားရတာကြာပြီဆိုတော့အယုံဆုံးဟော့ပေါ်လေးရင်မစားလိုက်ပါတယ်ဟော့ပေါ်တွေထဲမှာပေါ့နော်ဂျိုဂျိုကိုတော့ကြိုက်တယ်ဒါပေမဲ့အခုတလောတော့အရန်ဟော့ဖြစ်နေတဲ့နင်းရတော့ပေါ့နော်တော်တော်နည်းသွားပါတယ်ဒါပေမဲ့ပြရတဲ့စီနဲ့စားရတဲ့နဲ့အရန်ကောင်းပါတယ်ဂျိုဂျိုမှာအရန်ကြိုက်ဆိုတော့ဝက်မိုလုံးမှာပိန်ဦးထင်တာလေးအရန်ကြိုက်ပါတယ်ကလေးကတော့နေ့တစ်လက်ဆောင်နေနဲ့ဟော့ပေါ်ပဲဝယ်ကြည့်ခိုင်းလိုက်ပါတယ်ပြီးတော့ restaurant မှာလည်းပေါ့နော်ပမိုလေးစားချင်တယ်ဆိုတော့ပမိုလေးလည်းဝယ်ကြည့်ခိုင်းလိုက်ပါတယ်ဟော့ပေါ်စားပြီးတော့ဒီနေဂျာဘတ်လာအဲ့ဒီထဲမှာရှိတဲ့ပစ္စည်းအနေငယ်ကို shop ပတ်ကြည့်လိုက်ပါတယ်လက်သေးဆိုင်လေးကတော့နီးနာလေးပေါ့နော် press on လေးဟာလေးတွေ့သွားတဲ့အတွက်အများပြောသွားပါတယ်ပမိုလေးဝယ်လာပြီးတော့ကလေးကတော့ Android ကိုစသွားလိုက်ပါတယ်ရှင်Android မှာတော့ကလေးရပါစနဲ့ကလေးရ iPad ဝယ်လိုက်ပါတယ်ကလေးရလူချင်တာရေးစားချင်တာရေးပြီးသွားပြီဆိုတော့ဒီခေါက်တော့ကလေးရကောင်းလေးလေးပါနီနာနာမြန်မာပလာစာပဲဝယ်လိုက်ပါတယ်ရှင်အလီဘာဘာထဲမှာပေါ့နော်သူလဲချင်တဲ့ရုပ်များရှိလားဆိုပြီးတော့ဝေဝါလို့လိုက်ခေါ်ပါသေးတယ်။အဲ့ဒီကအလီဘာဘာမှာတော့ပေါ့နော်အလကားတောက်လာတဲ့ coffee လေးကလည်းအရန်ကောင်းတော့ခါမှသွားတယ်ခါမှအဲ့လိုမျိုးမတောက်ဘူးပါဘူးအဲ့ဒီတော့အဝတ်တော့ဖြစ်ပါတယ်။ကဲနေ့လက်ဆောင်နေတဲ့ခပတ်တီရောပေါင်းမီဒီရောright ဒီ website တော့ပေးလိုက်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်နေ့တင်မှာပြောရှင်းကြပါစေလို့ဆုတောင်းရင်းနဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်ရှင် bye bye